Hello အားလုံးမင်္ဂလာပါအလိုက်ပြင်လာပါတယ်ဒီနေ့တော့ show ရိုက်ကူးလေးတစ်ခုရှိရဲအဲ့တော့အပြင်သွားမှာဒီနေ့ daily vlog လေးရိုက်ပြမှာဖြစ်ပါတယ်ဒါပေမဲ့ခုထိမသွားရသေးပါဘူးဘာလို့လဲဆိုတော့ flat manager လှပြင်လို့မပြီးသေးဘူးလှပြင်တာမဟုတ်ဘူးဒီမှာroom လိုက်ရှာနေ room အစ်စ်ဝယ်လာဆိုဟဲ့အဲ့ရှစ်တဲ့မှာ room လေဩတွေ့လားဒါကိုပြောတာလားဟုတ်တယ် pretty story နှစ်မျိုးတော့နော်တကပဲ room အပြာလေးကကိုသုံးဖို့ blue sea ဩ blue sea ဒါကကိုရီသုံးဖို့ဟုတ်တယ်ဩဒါကဟိုပန်းရောင်မြို့သမီးသုံးမွေးနာပဲတအားမွေး sorry ဟုတ်တယ် Flore အနက်တော်မွေးအဲ့ blue sea နဲ့လေးလည်းမွေးမိုက်အဲ့လို24 hour ကွာချွေးနဲ့လည်းထိန်းနေအနက်လည်းမွေးရနောက်ပြီးတော့လေဟိုအဖြူတွေမှာမဆုံးကွာအဲ့ဒါကိုသဘောကျတာဟုတ်တယ်ဒီလိုအင်ကြီးအဖြူတွေဘယ်လိုရှင်မဆုံးဘူးဆိုဂျိုင်းမာလေးအဲ့လိုဝါတာတွေကော့သွားတာတွေဖြစ်တတ်တယ်လေတော်လုံးဝမဖြစ်ဘူးတိုင်းအောင်လေးလည်းဆန်ကြည့်မွေးလားအဲ့တော့အားမွေးရရမ်းကြိုက်ရတာမိုက်တယ်တော်မွေးရနှစ်မျိုးလုံးသုံးလို့ရနှစ်မျိုးလုံးသုံးလို့ရတယ်ပန်းနံလေးနဲ့အဲ့ဆိုကိုရီတွက်ကဒီအပြာလေးပေါ့ ဟုတ်တယ် blue sea လေးအဲ့ဆို blue sea လေးသုံးပါမယ်ပြီးတော့သုံးမလို့ရှိရင်လေအဲ့လိုမြန်ခြောက်သွားတာအဲ့တော့အဆင်ပြေတယ်အဲ့တားမအဲ့လိုဆိုးစွတ်ကြီးဖြစ်မနေဘူးโอเคဗျာကဲမြန်လောက်သွားမယ်ကဲတော့ဒါလေးသုံးလိုက်ပါမယ်ကောင်းအေးမိုက်ဟောချကဲအဲ့တော့တော့ပါမယ်ရပါပြီပြည့်စုံသွားပါပြီ perfect ကဲအဲ့တော့တော့ကြပါမယ်ခင်ဗျာ let's go ဒီ pretty story လေးကလေတော်တော်အနံ့မှွေးပြီးတော့ချွေးနံလည်းထိန်းနေဆိုတော့ကတော့တော်တော်သဘောကျတယ်ပြီးတော့အဓိကကအဲ့လိုအင်ကြီးမှာစောနာထင်တာဝါတာမဖြစ်ဘူးဆိုတော့တအားအဆင်ပြေတယ်ဒါလေးကို beauty city တို့ beauty diary မှာအလွယ်တကူဝယ်လို့ရပါတယ်ရှင်ညလေးဖြစ်ကြတဲ့အခါမှာဖြစ်ပါတယ်ရှင်ပါဝင်ပြီးပြန်ချတဲ့အကောင့်ပါရှင်လေး security check ဘာရောချစ်တယ်Robot today ဒီကျမကြီးအကြောင်းလေးပါနော်ဒါ show သွားလာမှာပါဘူးဒီပေါ့ဟုတ်ကဲ့ဒီစက်ပြီးတော့ကျွန်တော်ဒီတီမှာတော့ကျွန်တော်ဟုတ်ကဲ့ပါညီမအလေးလေးပြထားချင်ပါဒါအဆင်ပြေပါတယ်အမ DI လေးနဲ့ပြောလိုက်မယ်ဟုတ်ကဲ့ရိုက်တယ်တော့ဘာဖြစ်လဲတော့ကျွန်တော်စားကြည့်ကြပါမယ်ဆိုတော့အဲ့လိုအားကြီးဆိုတော့ဒီလက်ကလည်းကျွန်တော်ဒီကတော့ဝမ်းနေတော့မှစတေးရှင်းစမ်းစီပရိုဖိုင်တော့ကြည့်လက်ဆောင်လေးခွင့်ကြည့်အပေါင်းစင်ချစ်စရာဒီချိန်လေးချစ်စရာပရိုဖိုင်တော့ကြည့်ဆောင်လေးရပါတယ်ရဆက်တိုင်းထားလိုက်ရဒီနေ့ကျမှလည်းလက်ကွေးပြီးသားပါပြီအဲ့တော့စာရင်ကိုဖြည့်ပါမယ်မဟုတ်တော့စားမယ်ရွှေနေပါ යි ကျန်လာစားပါကျန်လာအားကြိုက်ပြီဆိုတော့အိုင်လဲစားနေပါ යි လိုက်စားနေခမင်းကြော်ပဲစားတယ်အဲ့တော့ဘိုက်စားခံထားပြီးတော့စားပါရမယ်ခင်ဗျာမှာပါမယ်ဘုမဆိုတော့မသိမစားဘူးဒီကစားကြဒါပြီးဦးနဲ့အများကြီးပတ်ဆိုင်စားကြပါပြဆယ်မလေးမှာထားပြီးတူနာအဲ့ကစားတယ်တနာပါတယ်စားတင်တာစားပါတော့မယ်ဒါမြည်ကြည့်အောင်ကောင်းပါပြောရင်ဆိုရင်လည်းရောက်ပါပြီရှင်
ဆက်လက်လေးနော်စားပြီးတော့ပြီးလမ်းလျှောက် ဒါလည်းဆောက်တဲ့အကြောင်းအရာပါလေဆိုတော့ကိုနိုးမှာမုန်းဝင်ပြီးတော့ ဆက်စားပြီးတောက်ပြီးတော့လမ်းလျှောက် ပြီးတော့စားလို့ဝင်အောင် လျှောက်ဆယ်ဘန်းနဲ့ဝယ်အများကြီးပဲ ရားတက်တယ် ဆုလက်ရဲ့ favorite ဆိုင်လေးကိုရောက်ရှိပြီပဲဖြစ်ပါတယ် ရမုံတွေကုန်ချက် ကုန်ကြိုက်ကြိုက်တာပါရှိ ဟော ကြိုက်တာပါမရှိဟုတ်ပါပြီလားဆမ်းလဲပါဆမ်းလဲအဲ့ကောင်းနော်တထက်ဟိုပါလေးပါချီခဲလေးပါစားနေကြတွေကနည်းနည်းမိုးချုပ်သွားတော့ကုံသွားပါပြီရှိတော့ပါအတိကြောက်လေးပါ သိချာ မဲ မုံလဲဝယ်ပြီးသားပြီဆိုအိမ်ပြန်ပါပြီ အိမ်ပြန်ချိန်ရောက်ပါပြီ ဒီနေ့တနေ့လုံးအလုံးလုံးမုံစားအိမ်ပြန်ပါပြီအဲ့တော့ vlog လေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ် vlog မှာပြန်တွေ့ပါမယ်တတား အာ